အေးမင်းတို့တော့ရောအခုလိုဗျမ်းမတာဖြစ်နေတာအထိတ်မရှိလို့ပေါ့ ဘုံဘုံရောင်ပြောင်းလို့ ဘာမှမလုပ်ပြောရမှာ ဒီလိုဒါထိမ့်မစု မင်းကိုနေရာချပြီးမလို့ ဟာရှိဗျဒီလိုအခုနေရာလေးပဲကောင်းတယ်ဗျဟိုဈေးနဲ့လည်းနေသွားလာတာလွယ်တယ်ဗျ ကျုပ်ဘယ်ဘာလို့ပြောနေလဲ ဟုတ်တယ်လေဗျဒီလိုဒီတိုက်ခန်းနေစီးပွားတော်တော်တက်တယ်ဗျတခြားနေရာတော့ချမပြောနဲ့ဗျရဲ့ ဟာဒီကောင်တော်တော်ခက်တဲ့ကောင်ပဲမင်းစကားကိုဝဲတဲ့ကြောင်မှလုံးမနေနဲ့မင်းကငါအိမ်တော်ရသားချပြီးကိုပြောတာ ဗျာ အေးငါတပီရင်တကာရင်နေနဲ့ငါတိုင်ပင်ပြီးပြီသူတို့သမီးလေးနဲ့မင်းကိုသဘောတူတယ်တဲ့မင်းအတွက်စီစဉ်ထားတယ်ဆိုတာအဲ့ဒါပဲ ဟာဘုံဘုံဘယ်တပီရင်တခါရင်လဲဒီလိုဒီရောငယ်ဟာကြီးလာတာပဲဘယ်သူသမီးလဲ မင်းမသိပါဘူးကွာသူကဒီလိုပြောင်းလာတာမကြသေးဘူး ဟာဒီမင်းမလူချင်ဘူးဗျာဒီလိုစီးပွားရှာတော့ကိုလူချင်တဲ့အတိုင်းတော့မရောက်သေးဘူးဗျအဲ့မိမယူတိုင်းဒီလောကီရေးရာတွေဟာတော်ကကြမောင်းသွားနေအပူတွေဗျာအပူတွေ ဟဲ့ကမင်းချိန်လုံးနံပါတ်ဘယ်လောက်ကြိုက်လဲပြောစမ်း ဘယ်နှမအောင်ကြိုက်ဗျာ အေးဒါဆိုရင်ရွာတော်မဲကိုသွားဦးမင်းမောင်ဒေါ်ခလေးမဆိုရင်ဘလူးဖြစ်ဖြစ်သိတယ်မင်းအဲ့ဒီမသွားစကားပြောကြည့် ဒီနေ့မေခွန်းဖြေဖို့လိုင်းဖွင့်လိုက်တဲ့အချိန်မှာဒီဇက်ဝန်ခန်းလေးကိုကြည့်လိုက်ရပါတယ်လွန်ခဲ့တဲ့9နှစ်လောက်ထဲကဒီကားကိုတန်ဃာတော်တွေကသာသနာတော်ကိုစော်ကားတဲ့ကားဆိုပြီးသတ်မှတ်ထားပါတယ်။ဘာကြောင့်သတ်မှတ်ထားတာလဲဆိုရင်ဘုန်းကြီးကအောင်တယ်လုပ်တဲ့အခန်းပါနေလို့ပါ။ယဟန်တွေဟာအောင်တယ်လို့မရပါဘူး။အောင်တယ်မယ်ဆိုရင်တင်စရိတ်တိတ်ခါဖို့ရတန်ဃာတိတ်အဘတ်သင့်ပါတယ်။ဇက်ကြောင်းအချင်းချုပ်ပြောရမယ်ဆိုရင်တော့ဖျားရှင်လက်ထက်ကဥဒါယီဆိုတဲ့ယဟန်ဟာမိမမရှိတဲ့ယောက်ျားမရှိတဲ့မိမတွေကိုဂုံပုတ်တွေပြောပြပြီးတော့တဦးနဲ့တဦးညာအောင်သွယ်ပေးပါတယ်။သူအောင်သွယ်ပေးတဲ့အတိုင်းလဲညာကြပါတယ်။ဒီနေ့မှာမိန်းကလေးတယောက်ကအမတန်ချောအမတန်လှတဲ့အတွက်ကြောင့်တက္ကသိုလ်တယောက်ရဲ့တပည့်ကလိုချင်တဲ့အတွက်သူ့ရဲ့မိခင်ဖြစ်သူထံမှာသွားတောင်းပါတယ်။မိခင်ဖြစ်သူကသဘောမတူတဲ့အတွက်ကြောင့်ဥဒါယီကိုအကူအညီတောင်းတဲ့အခါမှာဥဒါယီရဲ့အပြောဆိုကောင်းမှုကြောင့်မိခင်ကခွင့်ပြုလိုက်တဲ့အတွက်အဲ့ဒီမိန်းကလေးနဲ့တက္ကသိုလ်ညာသွားပါတယ်။ညာပြီးတဲ့နောက်ပိုင်းမှာမိန်းကလေးကိုဇနီးတယောက်လိုမဆက်ဆံပဲကျွန်လိုဆက်ဆံတဲ့အတွက်ကြောင့်အဲ့ဒီမိန်းကလေးရဲ့မိခင်ကဥဒါယီကြောင့်ဖြစ်ရတာပါဆိုပြီးအရှင်ဥဒါယီကိုကဲ့ရဲ့အပြစ်တင်ပြောဆိုပါတယ်ဒီအကြောင်းအရာကိုဖျားရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကအောင်တယ်မလို့ရအောင်တယ်လုပ်မယ်ဆိုရင်တင်စရိတ်သိက္ခာဖို့ရတန်ခါတိတ်အဘတ်သင့်စေဆိုပြီးသိက္ခာဖို့ပြည့်ညတ်ပါတယ်ဒါကြောင့်ယဟန်တွေဟာအောင်တယ်လုပ်လို့မရပါဘူးဒါကိုမသိပဲအခုလိုရိုက်လိုက်တဲ့အတွက်ကြောင့်သာသနာတော်ကိုထိခိုက်စေပါတယ်ဒါကအပြစ်ပြောတာမဟုတ်ပါဘူးနောက်ဒီလိုကားမျိုးမရိုက်ဖြစ်ဖို့ရဲ့ကြည့်နေတဲ့လူတွေလည်းပဲဘ ഹു တုတရဖို့ရဲ့ပြောပြခြင်းဖြစ်ပါတယ်နားလဲပါစေနော်